သက်သာသာနေလို့ရတာကုသိုလ်ကြောင့်ကုသိုလ်မရှိတဲ့ပုဂ္ဂိုလ်တွေစဉ်းစားကြည့်လိုက်ဘဝအတွက်မှာဘလောက်ယုံကြရတယ်ဆိုတာအပဲ့တွေပုဂ္ဂိုလ်ကြည့်လိုက်နော်ငရဲမှာနေတဲ့ပုဂ္ဂိုလ်တွေက easy to accept တခုမှမရှိဘူး difficult to accept သူတို့ကြုံတွေ့နေတာတွေကအခက်ခဲတွေကြီးပဲကုန်တရိစ္ဆာန်ဘဝနေတဲ့ပုဂ္ဂိုလ်တွေတရိစ္ဆာန်ဘဝရောက်နေတဲ့ပုဂ္ဂိုလ်တွေလုံခြုံမှုမရှိဘူးရသဗျာကအညမညခာရိကဒုပ္ပလခာရိကအချင်းချင်းသတ်စားတယ်အာမရှိတဲ့ကောင်ကိုအာရှိတဲ့ကောင်ကအနေကျင့်နေဟောတိရစ္ဆာန်ဘဝကိုဒီစကားလုံးနှလုံးနဲ့ကြည်လိုက်တာထင်ရှားတယ်နော်အဲ့တော့တိရစ္ဆာန်ဘဝမှာဆိုတာလေဒုက္ခဆိုတာလွန်နေတယ်ပြိတ္တဘဝဆိုတာလေတူတူပဲဒုက္ခဆိုတာမတတ်နေတဲ့ဒုက္ခတွေညာဒုဘဝရောက်တဲ့အခါကျတော့ဘသူရဲ့စွမ်းအားနဲ့တော့လို့ဆိုလို့ရှိရင်ကုသိုလ်ကောက်မှုရဲ့စွမ်းအားဒါနကုသိုလ်ရဲ့စွမ်းအားကြောင့်သာဝတိပြည့်စုံကြတယ်သီလကုသိုလ်ရဲ့စွမ်းအားကြောင့်ရရှိထားတဲ့ခန္ဓာကိုယ်ဟာယောဂကင်းပြီးအတော်အသင့်ချမ်းသာမှုရရှိကြတယ်ဒါကုသိုလ်ကပေးထားတဲ့ဆုလက်တွေပဲဖြစ်တယ်ပေါ့နော်